ပြန်လည်မွေးဖွားပြီးနောက်ကျွန်တော်လုပ်ခဲ့တဲ့ပထမဆုံးအရာကကိုယ်တိုင်ရဲ့အနှစ်သာရသွေးနှစ်တောင်းတစ်တောင်းကိုတုံးလောင်းပြီးပြုစုပြောထောင်ခဲ့တဲ့နငတ်အဇူးငတ်ကိုလက်ညှစ်တက်ပစ်လိုက်တာပါအကြောင်းရင်းကရိုးရှင်းပါတယ်လွန်ခဲ့တဲ့ဘဝကငါကောင်းကင်တိုးတက်ရမယ့်နေ့မှာငါရဲ့နှလုံးသွေးနဲ့နှောင်ဖွဲ့ထားတဲ့အဲ့ဒီငတ်ဟာငါရဲ့တပိတ်ငယ်မိုးချောင်ချင်းစီကိုရုတ်တရက်ပြန်သွားတယ်မိုးချောင်ချင်းကအဲ့ဒီငတ်ကိုစီးပြီးမိုးကြုံငါလွှာကိုဖျက်ကျော်ကရွှေမသေးကိုတိဆောက်နိုင်ခဲ့တဲ့ငါကတော့ငါရဲ့နငတ်ကိုဆုံးရှုံးလိုက်ရပြီးကောင်းကင်ဘေးဒဏ်ကြောင့်ဝိညာဉ်ပါပျက်စီးကအားလုံးဆုံးရှုံးခဲ့ရတယ်အဲ့ဒီနောက်မိုးချောင်ချင်းကငါ့ကိုသူ့ရဲ့နငတ်ကိုခိုးယူသူလို့လိန်ညာဆွဆွဲတယ်ငါရဲ့ညီကိုတပိတ်ချင်းတွေကငါရဲ့မတေရိုးကိုနှုတ်ယူပြီးငါ့ကိုနှဆိုးရင်းနဲ့ပစ်ချလိုက်တဲ့အဲ့ဒီမှာနှစ်တောင်းတစ်တောင်းချီပြီးမခံမရနိုင်တဲ့ညှဉ်းပန်းနှိပ်စက်မှုတွေခံခဲ့ရတဲ့တီထိတိုင်ငါပါလို့ကိုနှစ်သွေးနဲ့ပြုစုထားတဲ့အဲ့ဒီငတ်ကငါ့ကိုတစ္ဆာဖောက်ပြီးမိုးချောင်ချင်းကိုတခင်ဖြစ်ရွေးချယ်ရတာလဲဆိုတာနားမလည်ခဲ့ဘူးမျက်လုံးပြန်ဖွင့်လိုက်တဲ့အခါငါဟာကောင်းကင်တို့မတက်ခင်အချိန်ကိုပြန်ရောက်နေပြီးမကြခင်မှာမင်းတို့တပိတ်အားလုံးကောင်းကင်တို့တက်ရမယ့်နေ့ရောက်တော့မယ်ယင်းရဲ့အတန်တစ်ခုကမင်ကန်ဒီတပိတ်တွေအားလုံးထဲမှာမင်းရဲ့ပါရမီကအတော်ဆုံးပဲတနာစရာကငါသားမှာမင်းရဲ့အရေးချင်းမျိုးမရှိဘူးသူကတဘာဝကြထိုင်းမိုင်းနဲ့မင်းရဲ့ပါရမီရဲ့တတောင်းပုံတစ်ပုံလောက်တောင်သူ့မှာရှိရင်ငါဒီလောက်ကြီးပူစရာမလိုတော့ဘူးတဲ့ရှေ့မောက်ကပုတ်ကိုကျင်းတူဆရာကြီးကိုကြည့်လိုက်တော့ငါဟာတကယ်ကိုပြန်လည်မွေးဖွားလာပြီဆိုတာနောက်ဆုံးသဘောပေါက်လိုက်တဲ့ကြောက်မက်ဖွယ်မုန်းတီးမှုတစ်ခုကငါနှလုံးသားထဲဝင်ရောက်လာတဲ့လွန်ခဲ့တဲ့ဘဝရဲ့ဝေဒနာတွေဟာမတည်ရိုးဆုံးရှုံးရတဲ့နာကျင်မှုကိုတောင်ကျော်လွန်နေတဲ့နဆိုးရင်းရဲ့အရှက်ရမှုနဲ့ညှဉ်းပန်းနှိပ်စက်မှုတွေဟာဘဝပေါင်းများစွာဖျက်ဆီးသွားပေမဲ့ဘယ်တော့မှမေ့နိုင်စရာမဟုတ်ဘူးကျင်းတူဆရာကြီးကစိတ်အားထက်သန်စွာဆက်ပြီးချီးကျူးနေတယ်မောင်ချန်မင်းဟာကောင်းကျုပ်အလုံးနဲ့တက်တဲ့တပိတ်ဖြစ်တယ်မင်းရဲ့ကောင်းကင်တက်ခါနီးပြီးနငတ်ကိုကောင်းကောင်းလေးချင်ပြီးရွှေကိုတိဆောက်ဖို့စူးစမ်းရမယ်ငါနှလုံးသားထဲမှာမုန်းတီးမိတောက်လောင်နေပေမဲ့မျက်နှာပေါ်မှာတော့ခေါင်းငုံကယဉ်ကျေးစွာပြုံးလိုက်တယ်ဆရာကြီးစိတ်မပူပါနဲ့တပိတ်တော်လုံးလဝီရိယနဲ့ကျင့်ကြံပြီးအောင်မြင်စွာကောင်းကင်တိုးတက်ပါမယ်တကယ်တမ်းကျတော့ကောင်းကင်တိုးတက်ဖို့ဟာကိုယ့်ရဲ့ကျင့်ကြံမှုပေါ်မှာပဲမူတည်တာမဟုတ်ဘူးကိုယ့်ရဲ့နငတ်ရဲ့အစွမ်းတတိပေါ်မှာလည်းမူတည်တဲ့အစွမ်းထက်တဲ့နငတ်တကောင်ဟာမိမိသခင်ကိုကောင်းကင်ဘေးဒဏ်တွေကိုခုခံနိုင်အောင်ကူညီပေးနိုင်ပြီးနှစ်တောင်းတက်တန်းတောင်ပေးနိုင်တဲ့လွန်ခဲ့တဲ့ဘဝကနငတ်နဲ့ကိုယ့်ရဲ့နှလုံးသွေးကိုတုံးပြီးဝိညာဉ်စာချုပ်ဆိုရင်အဲ့ဒီငတ်ဟာအတိအယံရှိလာပြီးကိုယ့်ကိုကောင်းကင်တက်ဖို့ကူညီနိုင်တယ်လို့ငါကြားဘူးတယ်အဲ့ဒီယုံကြည်ချက်ကြောင့်နေ့တိုင်းငွေအပ်နဲ့ကိုယ့်ရင်ဘက်ကိုထိုးဖောက်ကပူနွေးသွေးတစ်ခွက်စာထုတ်ယူပြီးအဇူးငတ်ကိုကိုယ့်တက်နဲ့ချီပြုစုခဲ့တယ်အဇူးငတ်ဟာတိတ်မကြခင်မှာရောင်စုံမွေးခွနှစ်ဖြာပေါက်လာပြီးနောက်ဆုံးမှာကိုယ်ပိုင်မူလဝိညာဉ်ကိုပါပြုစုပြောထောင်နိုင်ခဲ့တယ်ငါနဲ့တောင်ဝိညာဉ်နှစ်ခုပေါင်းဆက်ကျင့်ကြံနိုင်ခဲ့တယ်တာမန်အဇူးငတ်တွေဟာပြန်တန်းစီးနေုံနဲ့ရံဖန်ရံကရေမျိုးချင်းမိတဲ့နှွေးထွေးချင်းလောက်ပဲလုံနိုင်ပေမဲ့သူတို့ရဲ့မော်စွမ်းရည်ကတာမန်ပါငါလိုမျိုးမူလဝိညာဉ်ပြုစုပြောထောင်နိုင်တဲ့အဇူးငတ်ကတော့ထိတ်တန်းနငတ်အဆင့်မှာရှိနေပြီပေါ့ကောင်းကင်တရားမဲ့နေ့မှာငါဟာငါရဲ့ရောင်စုံဇူးငတ်ခုနှစ်ဖြာကိုခေါ်ပြီးကောင်းကင်ဘေးဒဏ်ကိုခံယူဖို့သွားခဲ့တယ်ဒါပေမဲ့မိုးချောင်ချင်းပေါ်လာတဲ့အခိုက်မှာပဲအဲ့ဒီငတ်ကအတောင်ပံတွေဖြန့်ကသူ့စီကိုတိတ်ပြန်သွားတယ်မိုးချောင်ချင်းကထောင်လွှားစွာပြုံးရင်ငတ်ရဲ့အမွေးတွေကိုတက်ရပုတ်တက်ပြီးအော်ဟစ်လိုက်တယ်အကူကြီးဒါဆိုငါရဲ့နငတ်ကိုခိုးယူသွားတာဒီမှာရှိတာပေါ့မင်းအဲ့ဒီနေရာမှာတာမန်ဇူးငတ်တကောင်နဲ့စားထိုးလိုက်တယ်ဒါဆိုသူခိုးကမင်းကိုယ်တိုင်ပဲတဲ့ဒါပေမဲ့အကူကြီးဒီအောင်ဆောင်ဇူးငတ်ခုနှစ်ဖြာကိုငါနေတိုင်းပြုစုခဲ့တာအခုငါနဲ့နှဆိုင်နဲ့စိတ်နှောင်ကြိုးရှိနေပြီးမင်းဘလောက်ပဲခိုးယူဘယ်တော့မှယူသွားလို့မရဘူးတခြားတပည့်တွေကရောင်ဆောင်ဇူးငတ်ခုနှစ်ဖြာကိုမြင်တာနဲ့မိုးချောင်ချင်းရဲ့ထူးခြားတဲ့ပါရမီကိုအားလုံးကချီးကျူးကြတယ်ပြီးတော့လှည့်ကငါ့ကိုတုံဆန်းခြင်းမရှိလောင်ပြောင်ကြတယ်ငါမင်ကန်ပါရမီရှင်လို့တကယ်ထင်ခဲ့တာသူခိုးဆိုတာဖြစ်ထွက်သွားတဲ့နငတ်တွေကမိမိသခင်ကဂယုတစိုက်ပြုစုထားပြီးသူတို့အတွက်နှဆိုင်တဲ့ခံစားချက်တွေဖြစ်ပေါ်လာတယ်အဲ့ဒီလိုဟာမျိုးကိုဘယ်လိုလုပ်ခိုးယူလို့ရမှာလဲတပည့်တွေဟာမိုးချောင်ချင်းကိုအမြဲမျက်နှာသာပေးခဲ့ကြတဲ့အကြောင်းကသူဟာခေါင်းရဲ့အငယ်ဆုံးတပည့်လေးဖြစ်ုံတင်မကဘူးကျင်းတူဆရာကြီးရဲ့တားရင်လေးဖြစ်လို့ပါငါရဲ့ရောင်စုံနငတ်ခုနှစ်ဖြာကိုစီးရင်မိုးချောင်ချင်းဟာမိုးကြုံငါလွှာကိုပထမဆုံးဖောက်ဖျက်ပြီးရွှေမသေးကိုတိဆောက်နိုင်ခဲ့တယ်အဲ့ဒီအချိန်မှာငါရဲ့ညီကိုတပည့်ချင်းတွေကငါရဲ့မသေးရိုးကိုနှုတ်ယူလိုက်တဲ့ကျင့်ကြံမှုအားလုံးမကြံတော့ပဲငါဟာကောင်းကင်မိုးကြိုးတန်ကြောင့်အသားတွေမိမောင်လောင်ကျွမ်းသွားတယ်အဲ့ဒီတော့မှတော့မိုးချောင်ချင်းကပြုံးရင်ငါကိုကြည့်ပြီးအဆိုတင်သွင်းသေးတယ်အကူကြီးမင်းမှာမသေးရိုးမရှိတော့ဘူးလွန်ခဲ့တဲ့ဘဝကမိုးချောင်ချင်းကငါ့ကိုကြည့်ပြီးမင်းဟာတာနီကောင်းရဲ့ဂုဏ်သတင်းကိုအဆက်ခွဲရုံပဲရှိတယ်ငါရဲ့နငတ်ကိုမင်းခိုးယူတဲ့အတွက်မင်းကိုငါပြစ်မတင်ပေမဲ့အမှားလုံးမိသူတွေကတော့အပြစ်ဒဏ်ခံရမှာပဲအပြစ်ဒဏ်နေနဲ့မင်းနဲ့ဆိုးရင်းမှာနှစ်တောင်းဘေးဒဏ်ခံရမယ်လို့ပြောခဲ့တယ်ငါရဲ့ညီကိုတပိတ်ချင်းအားလုံးကမိုးချောင်ချင်းရဲ့ကိူနာရှိပုံကိုချီးကျူးကြပြီးသူကငါအသက်ကိုချမ်းသာပေးလိုက်တယ်လို့ပြောကြတယ်ဒါပေမဲ့အဲ့ဒီနောက်ပိုင်းခံစားခဲ့ရတာကဒေချင်းထက်တောင်ဆိုးရွားလာတယ်သူတို့ကငါ့ကိုနှဆိုးရင်းနဲ့ပစ်ချလိုက်ပြီးအဲ့ဒီမှာနေ့တိုင်းနင်းချေခြင်းအဆက်ရခြင်းတွေခံခဲ့ရတယ်ငါဟာအဲ့ဒီမှာနှစ်တောင်းကြာမဆုံးနိုင်တဲ့ဝေဒနာတွေခံစားခဲ့ရပြီးနောက်ဆုံးမှာညှဉ်းပန်းနှိပ်စက်ခြင်းကိုခံပြီးတည်ဆုံးခဲ့ရတယ်ဒီဘဝမှာကိုယ့်ခန်းကိုပြန်ရောက်တော့ရှေ့မောက်ကလောင်အိမ်စီကိုချက်ချင်းလျှောက်သွားလိုက်တဲ့အထဲမှာလွန်ခဲ့တဲ့ဘဝကငါဂယုတစိုက်ပြုစုခဲ့တဲ့အဇူးငတ်ပဲရှိတယ်အဲ့ဒီငတ်ကငါစီတဖြည်းဖြည်းချင်းကပ်လာပြီးသူ့လေပင်ကိုငါလက်နဲ့ခင်တွေပုတ်တက်လိုက်တယ်ငါသူ့လေပင်ကိုပုတ်တက်ရင်အတိတ်ကအမတ်တရားတွေငါစိတ်ထဲမှာပြန်လဲတုံလို့လာတယ်ပြီးတော့ငါလက်ချောင်းတွေတင်းကျပ်လာတယ်ထက်မြက်တဲ့လက်ချက်တစ်ချက်နဲ့သူ့လေပင်ကိုချထိုးဖဲလိုက်တယ်ငါနှလုံးသားဟာနာကျင်မှုနဲ့မုန်းတီးမှုကိုတစ်ချိန်တည်းခံစားလိုက်ရတယ်ဒါပေမဲ့မိမိသခင်ကိုတစ္ဆာဖောက်ခဲ့တဲ့တတဝါကိုဒီလောကမှာဆက်ပြီးအသက်ရှင်ခွင့်ပြုလို့ဘယ်တော့မှမရဘူးဒီတခါတော့အဲ့ဒီငတ်မပါပဲမိုးချောင်ချင်းဘယ်လိုကောင်းကင်တက်မလဲဆိုတာငါကြည့်ချင်တယ်အဲ့ဒီနောက်ငါလက်ကမသေးဝိညာဉ်တော်အုပ်စီကိုတဲ့ဥတီသွားလိုက်တယ်လွန်ခဲ့တဲ့ဘဝကငါအဲ့ဒီတော့အုပ်ကိုပထမဆုံးဝင်လိုက်တဲ့အခါမသေးစွမ်းအင်နဲ့ပြည့်နေတဲ့အဇူးငတ်တော်များများကိုငါမြင်ခဲ့တယ်ငါနောက်ဆုံးရွေးချယ်ခဲ့တဲ့ငတ်ကတော့တောရဲ့နှဆိုင်ရာမှာအတောင်ပန်တန်ရာနဲ့အသက်အန္တရာယ်နားဆုံးမှာတုံလုံးနေခဲ့တယ်ငါတနာလို့သူ့ကိုကောင်းနဲ့ပြန်ခေါ်လာခဲ့တယ်ဒါပေမဲ့အခုတော့အရာတွေကွဲပြားသွားပြီငါတစ်တကောင်ကိုဖမ်းယူဖို့လိုအပ်နေပြီလွန်ခဲ့တဲ့ဘဝမှာငါရောင်စုံဇူးငတ်ခုနှစ်ဖြာကိုအောင်မြင်စွာပြုစုခဲ့တဲ့အတွက်နောက်တစ်ချိန်မလုံနိုင်တဲ့အကြောင်းမရှိဘူးမသေးဝိညာဉ်တော်အုပ်ကိုဝင်လိုက်တာနဲ့မကြခင်မှာပဲအဇူးငတ်ရဲ့ကြည်လင်ပြတ်သားတဲ့အော်တန်ကတစ်ပင်တွေကြားမှာပဲတင်ထက်နေတာကိုကြားလိုက်ရတယ်အဲ့ဒီအတန်ကိုလိုက်ပြီးတောအုပ်ထဲနှဆိုင်စွာဝင်သွားလိုက်တယ်နောက်ဆုံးမသေးဆေးပင်တစ်ပွင့်နားမှာငှက်ကလေးတစ်ကောင်ကိုရှာဖွေတွေ့ရှိလိုက်တယ်
သူ့ရဲ့ခနာကိုကပိန်လီအားနေနေပေမဲ့သူ့ရဲ့အမွေးတွေကတော့ထူးထူးခြားခြားတောက်ပနေတဲ့အဲ့ဒီငှက်ကိုတွေးလိုက်တာနဲ့ငါချီးယူပြီးခေါင်းနဲ့ပြန်တက်လာခဲ့တယ်ဒီတစ်ခါတော့ငါလွန်သတိထားလိုက်တဲ့နေ့တိုင်းငှက်ကလေးကိုလောင်အိမ်ထဲမှာထားပြီးအပြည့်အဝမြုပ်နှံထားတဲ့ကျူးဆိုင်မှုနဲ့အစာကျွေးတဲ့တစ်ချိန်တည်းမှာပဲငါအခန်းဝဲဝန်းကျင်မှာအစွမ်းထက်တဲ့ဆွဲကက်စာလုံးတွေထားလိုက်တယ်